ကောင်လေးဟာမြေခွေးတွေရဲ့မင်္ဂလာဆောင်ကိုတစ်ချက်လောက်ပဲကြည့်ချင်ခဲ့ပေမယ့်ကန်ဆိုးစွာနဲ့ပဲသူချောင်းကြည့်နေတာကိုမြေခွေးတွေမိသွားခဲ့ပါတယ်အခြေအနေမဟန်တော့မှန်းတိလိုက်ရတဲ့ကောင်လေးဟာထိတ်လန့်တကြားနဲ့အိမ်ကိုတန်းပြေးခဲ့ပါတော့တယ်အိမ်တကာဝါကိုရောက်ချင်းမှပဲဒေါသထွက်နေတဲ့မြဝုန်းတွေနဲ့စောင့်ကြိုနေတဲ့သူ့အမေကိုတွေးလိုက်ရပါတယ်သူ့အမေကအရာအလုံးကိုသိနေခဲ့ပါပြီမြေခွေးတွေကလူတွေမမြင်ရတဲ့သူတို့ရဲ့မင်္ဂလာဆောင်ကိုသူမရဲ့သားမြင်သွားခဲ့ကြောင်းလာပြောထားပြီးဖြစ်နေလို့ပါအမေဖြစ်သူကဝါဒတလက်ကိုကမ်းပေးရင်မြေခွေးနတ်စီသွားပြီးခွင့်လွှတ်မှုရဖို့အတွက်သူ့အသက်ကိုစတေးရမယ်လို့ဆိုလာပါတယ်မဟုတ်ရင်တော့သူတို့မိသားစုတစ်ခုလုံးတေးကြီးပျက်စီးရလိမ့်မယ်တဲ့အလွန်ကြောက်လန့်ထွက်တဲ့ကောင်လေးဟာသူ့ကိုတနာဖို့အမေဖြစ်သူကိုအတနာခံခဲ့ပေမယ့်အမေကတော့တကားတွေကိုတန်ကြိုးအထူးကြီးတွေနဲ့တောက်ခတ်ပစ်လိုက်ပါတယ်နောက်ဖက်ဘောက်ကနေတိတ်လေးထွက်ပြေးဖို့ကြိုးစားပြန်တော့လဲအဲ့ဒီတကားကပါတောက်ခတ်ခံသားပြန်ပါတယ်ယူကျိုးများဆက်သွားတဲ့ကောင်လေးဟာနောက်ဆုံးမှာတော့သူ့အမေရဲ့ရည်ရွယ်ချက်ကိုနားလေတိုးပေါက်သွားပါတယ်သူ့ရဲ့အမားကြောင့်ကြံတဲ့သူတွေကိုပါဒုက္ခမရောက်စေချင်တော့ပါဘူးဒါကြောင့်အမေစကားအတိုင်းမြေခွေးတွေနေထိုင်ရာတက်တန်တန်းစီကိုသူထွက်လာခဲ့ပါတယ်နေမဝင်ခင်မှာပဲတက်တန်တန်းစီကိုသူရောက်ရှိသွားခဲ့ပါတယ်အထဲကိုဝင်ချင်းမှာပဲမရေပတွယ်နိုင်တဲ့မြေခွေးတွေကသူ့ကိုဝိုင်းရံလာကြပါတယ်ကံကောင်းချင်းတော့မြေခွေးတွေကသူ့ကိုရံမချခဲ့ကြပါဘူးအဲ့ဒီအချိန်မှာပဲမြေခွေးဘရင်ကြီးထပ်ပေါ်လာပြီးသူ့ကိုဒေါသတကြီးနဲ့စိုက်ကြည့်နေပါတော့တယ်သူတို့ရဲ့အထွတ်မြတ်ထားရမင်္ဂလာပွဲကိုနှောက်ယှက်ရကောင်းလာဆိုပြီးကောင်လေးကိုအဖြစ်တင်ပါတော့တယ်ဒေါသချောင်းထားနေတဲ့ဘရင်ကြီးကကောင်လေးကိုသူ့ကိုယ်သူအဆုံးစီရင်မလားဒါမှမဟုတ်မိသားစုတစ်ခုလုံးအသက်နဲ့ရင်းပြီးပေးဆံမလားဆိုပြီးဟင်းခေါက်လိုက်ပါတယ်ထိတ်လန့်တုန်လှုပ်သွားတဲ့ကောင်လေးဟာရှိုက်ကြီးတငယ်ငိုချလိုက်ပါတော့တယ်ဒါပေမဲ့ဘရင်ကြီးကသူ့ကိုအဖြစ်ပေးဖို့ပြင်လိုက်တဲ့အချိန်မှာပဲကျင်နာတက်တဲ့မြေခွေးမင်းသမီးလေးကရှေ့ကိုထွက်လာခဲ့ပါတယ်ကောင်လေးဟာသူ့အမွှားအတွက်နောင်တရကြောင်ဖျက်တိုက်တဲ့အနေနဲ့လက်နက်ကိုကိုယ်တိုင်ကင်ဆောင်ပြီးသူ့သဘောဆန္ဒအရောက်ဒီကိုလာရောက်ခဲ့ကြဖြစ်ကြောင်းဖခင်ဖြစ်သူကိုတတိပေးလိုက်ပါတယ်ဒါဟာကောင်လေးရဲ့ရိုးသားဖြူစင်မှုကိုပြသနေတာပါပဲဒါအပြင်သူဟာကလေးတယောက်သာရှိပါသေးတယ်လို့ပြောဆိုခဲ့ပါတယ်သမီးဖြစ်သူရဲ့စကားကိုကြားပြီးနောက်မှာတော့မြေခွေးဘရင်ကြီးရဲ့ဒေါသတွေပြေလျော့သွားခဲ့ပါတယ်နောက်ဆုံးမှာတော့ဘရင်ကြီးဟာကောင်လေးကိုခွင့်လွှတ်ပေးလိုက်ပါတော့တယ်